trading လုပ်တဲ့သူတိုင်းကြာဖို့နေကြစကားတခွန်ရှိတယ်အဲ့ဒါကတော့ကြောက်စိတ်နဲ့လောဘကိုထိန်းချုပ်နိုင်မှအောင်မြင်မယ်ဆိုတာပဲဒါပေမဲ့တကယ်ရောအဲ့ဒါအကုန်ပဲလားဒီနေ့မှာတော့အဲ့ဒီကြောက်စိတ်နဲ့လောဘဆိုတဲ့ပုံစံခွက်ကြည့်ရဲ့နောက်ကွယ်မှာပါတယ်ရှိနေသေးလဲဆိုတာကိုနည်းနည်းရှင်းကြည့်ကြည့်အောင်ပြီးတော့မြုံငက်တာပဲ trading မှာအောင်မြင်နေဆိုတာတကယ်ပဲကြောက်စိတ်နဲ့လောဘကိုထိန်းနိုင်တာအဲ့တခုတည်းလားဆိုတော့လေအဲ့ဒီအဆွဲကြီးကိုခဏလေးဘီးဖယ်ပြီးစဉ်းစားကြည့်အောင်ကျွန်တော်တို့တွေထင်းအောင်မထင်းထားတဲ့အဖြေတစ်ခုထွက်လာနိုင်တယ်အမှန်တော့လေကြောက်စိတ်နဲ့လောဘထက်ပိုပြီးအရေးပါတဲ့ factor တစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့ subjective well-being တဲ့မြန်မာလိုဆိုရင်တော့စိတ်ပိုင်းဆိုင်ရာဒုက္ခချန်တာပေါ့ဒါက trader တယောက်ရဲ့ performance ကိုကြည့်တဲ့အခါဟိုအရင်ကလိုကြောက်စိတ်နဲ့လောဘဆိုတဲ့မှန်ပြီးလို့နဲ့ကြည့်တာတဲ့အများကြီးပိုကျယ်ပြီးပိုပြီးတော့လည်းအမြင်မှန်ကိုပေးနိုင်တဲ့ရှုထောင့်အတစ်တစ်ခုပဲဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်အဲ့ဒီစိတ်ပိုင်းဆိုင်ရာဒုက္ခချန်တာကိုဖွဲ့စည်းထားတဲ့မန်တိုင်းတွေကဘာတွေလဲ trader တယောက်ရဲ့ performance ကိုတကယ်ပဲ drive လုပ်နေတဲ့အရာတွေကဘာတွေလဲဆိုတာကိုတစ်ချက်ကြည့်လိုက်အောင်သူတည်တနာတွေရာလေဒီ well-being မှာအဓိကချက်ကြီး၄ချက်ရှိတယ်ပထမတစ်ခုကတော့ပျော်ရွှင်မှုပေါ့ပျော်ရွှင်တာပျော်စရာကောင်းတဲ့အတွေ့အကြုံတွေခံစားရတာမျိုးပေါ့ဒုတိယတစ်ခုကကျေနပ်မှုဆိုလိုတာကကိုရိုကိုဘဝကိုပါကျေနပ်နေတဲ့ခံစားချက်မျိုးတတိယကစွမ်းရည်ပါဘဝမှာတက်ကြွနေတာစေလို့ရှားစရာတွေနဲ့ပြည့်နေတာမျိုးပေါ့နောက်ဆုံးတစ်ခုကတော့ချစ်ခင်ရင်းနှီးမှုဒါကတော့တခြားသူတွေနဲ့ကောင်းမွန်ပြီးအဓိပ္ပာယ်ရှိတဲ့ဆက်ဆံရေးတွေရှိနေတာကိုပြောတာပေါ့အဲ့ဒီမှာစိတ်ဝင်စားစရာကောင်းတာတစ်ခုကဒီအချက်၄ချက်ကတစ်ခုနဲ့တစ်ခုမဆိုင်ဘူးတိချစီအလုပ်လုပ်ကြတယ်ပြီးတော့အမြဲအတက်အကျရှိနေတတ်တယ်ဥပမာပြောရရင်ပေါ့နော်လူတယောက်ကသူ့ဘဝမှာပျော်ရွှင်ပြီးကျေနပ်နေနိုင်တယ်ဒါပေမဲ့ကျမကြီးသိမကောင်းလို့စွာရည်နေကြနေတာမျိုးလည်းဖြစ်နိုင်တာပဲဆိုတော့ဒါတွေအားလုံးကဘဝမှာကြုံရတဲ့အဖြစ်အပျက်တွေနေထိုင်မှုပုံစံတွေပေါ်မူတည်ပြီးတော့အမြဲတမ်းပြောင်းလဲနေတတ်ပါတယ်ကဲအခုကျွန်တော်တို့ trader တွေရဲ့စိတ်ခံစားမှုနဲ့ပတ်သက်ပြီးလူများစုထင်ထားတာနဲ့တက်ဆလွယ်နေတဲ့အာသင့်စရာအမှန်တရားတစ်ခုကိုကြည့်ကြမယ်အများစုကဘလို့ထင်နေဆိုတော့စိတ်ညစ်စရာတွေအစိုးမြင်စိတ်တွေကိုရှော့ချလိုက်နိုင်ရင်အလိုလိုပျော်ရွှင်မှုတွေတိုးလာလိမ့်မယ်လို့ထင်ကြတယ်ဒါပေမဲ့တကယ်တမ်းတော့အဲ့လိုမဟုတ်ဘူးဗျသူတွေတင်တာတွေကပါပြောလဲဆိုတော့ positive emotion နဲ့ negative emotion ဆိုတာလမ်းတစ်ကြောင်းလိုပဲတိချစီသွားနေတာတစ်ခုကိုဖယ်ထုတ်လိုက်လို့နောက်တစ်ခုကအလိုလိုတက်လာတာမျိုးလုံးဝမဟုတ်ပါဘူးအဲ့တော့ဒီကနေ့သိနိုင်တဲ့အဓိကအချက်ကပါလဲဆိုတော့တကယ်အမြင်နဲ့ trader တွေကလေအကောင်းမြင်စိတ်ရောအဆိုးမြင်စိတ်ပါနှမျိုးလုံးကိုအပြည့်အဝခံစားရလိမ့်ရှိကြတယ်ဆိုတာပါပဲသူတို့ကအဆိုးမြင်စိတ်တွေကိုဖျောက်ဖျက်ပစ်နေတာမဟုတ်ဘူးအဲ့ဒီစိတ်ခံစားမှုမျိုးစုံကြားတယ်မှာပဲဟန်ချက်ညီညီနဲ့အလုပ်လုပ်နေကြတာဒီအချက်ကိုသိလာတဲ့စကားတစ်ခုနဲ့ဖော်ပြလို့ရတယ်ထူးချွန်တဲ့ trader အများစုဟာ warriors ဆိုရင်တတူတွေရော warriors စစ်သူရေးတွေပါဖြစ်ကြတယ်တဲ့ဆိုလိုတာကသူတို့မှာ risk ကိုတွေ့ရင်ဆိုရင်တက်တဲ့စိတ်လည်းအပြည့်ရှိတယ်ဒီချိန်တည်းမှာပဲအခွင့်အရေးကိုတွေ့ရင်လည်းယုံကြည်ချက်အပြည့်နဲ့ရှေ့တိုးရဲတဲ့စစ်သူရဲ့စိတ်တက်လည်းရှိတယ်ပေါ့အဲ့ဒီတစ်ခုနဲ့တစ်ခုစန့်ကျင်ဘက်လို့ဖြစ်နေတဲ့စိတ်နှစ်ခုရဲ့ဟန်ချက်ညီညီပေါင်းစပ်မှုကပဲအကောင်းဆုံးရလဒ်တွေကိုယူဆောင်လာပေးတာပါကဲ theory တွေတော်တော်လေးပြောပြပြီးဆိုတော့လက်တွေ့ဘက်ကိုနည်းနည်းတွားကြည့်အောင်ကိုယ့်ရဲ့စိတ်ခံစားမှုလက်ပွေလို့ခေါ်လို့ရတဲ့ပုံစံကိုဘယ်လိုနားလည်နိုင်မလဲအဲ့ဒီအတွက်လက်တွေ့ကြတဲ့တူတစ်ခုကို make set ပေးမယ်နားကတော့ emotion journal လို့ခေါ်တဲ့စိတ်ခံစားမှု diary ရဲ့နမူနာပုံစံပေါ့လို့ရမှာကရုပ်ရှင်ပါတယ်နေ့စဉ်နေ့တိုင်းမှာဒီမှာပြထားတဲ့အကောင်းမင်စိတ်တွေပျော်တာတို့ကျေနပ်တာတို့ပြီးတော့အစိုးမင်စိတ်တွေစိတ်တက်ကြတာစိုးရင်တာမျိုးတွေကိုဘလောက်မကြခဏခံစားရလဲဆိုတာကိုကိုပတ်တာကိုအစင်သတ်မှတ်ကြည့်အောင်ပါပဲတပတ်လောက်ပဲမှတန်ခါမှကြမ်းတင်ကြည့်ကိုယ့်ရဲ့စိတ်ခံစားမှုဟန်ချက်ကဘယ်ဘက်ကိုရိုင်းနေလဲဆိုတာချက်ချင်းကိုရှင်းရှင်းလင်းလင်းမြင်လာမှာပါအဲ့ဒီလိုမှတ်တမ်းတင်လိုက်တဲ့အခါတိလာမဲ့အရေးကြီးဆုံးအချက်တစ်ချက်ရှိတယ်အဲ့ဒါကကျွန်တော်တို့ရဲ့စိတ်ပိုင်းဆိုင်ရာ well-being ကိုတကယ်တက်ရောက်မှုအရှိဆုံးကစိတ်ခံစားချက်တွေရဲ့ပြင်းအား intensity မဟုတ်ဘူးဘလောက်မကြာခဏဖြစ်နေတယ်လဲဆိုတဲ့ frequency ပါပဲတခါတလေမှအကြီးကျယ်ပြောတာတို့အသေးအံဝမ်းနေတာတို့ထက်နေ့စဉ်နဲ့အမျှခပ်ပါလေးမကြာခဏခံစားနေရတဲ့စိတ်ခံစားမှုလေးတွေကလူတစ်ယောက်ရဲ့အခြေအနေကိုပို့ပြီးတော့တတ်မှတ်ပေးနေတာပါဟုတ်ပြီအခုကိုယ့်ရဲ့စိတ်ခံစားမှုပုံစံကိုနားလည်လာပြီဆိုရင်ဒီအသေးကိုသုံးပြီးကိုယ့်ရဲ့စိတ်နဲ့စီထားနဲ့တစ်ထပ်တဲကြမဲ့ trading style ကိုဘယ်လိုရှာမလဲကိုယ့်ရဲ့ ticket အားတာချက်ကိုဘယ်လိုဖော်ထုတ်မလဲဆိုတာဆက်ကြည့်ကြရအောင် trader ရဲ့ပုံစံမျိုးနာတစ်ခုကိုရှင်းကြည့်အောင်တယောက်က steady eddy လို့ခေါ်တဲ့တည်ငြိမ်သမားသူ့ပုံစံကစိတ်အေးတယ်တည်ငြိမ်တယ် risk ကိုတေးသေးချာချာချိန်ပြီးမှအကျိုးအမြတ်ကိုယူတယ်သူ့ style ကသူ့ရဲ့စိတ်ခံစားမှုကိုတည်ငြိမ်နေအောင်အဓိကထားတယ်နောက်တစ်ယောက်ကတော့ emotional edge ကပေါ့ပြင်းထန်တဲ့စိတ်ခံစားမှုသမားသူကတော့ပြိုင်ဆိုင်လို့စိတ်ပြင်းတယ်အားပြင်းတဲ့အလုပ်လုပ်တယ်အခွင့်အရေးကြီးမှတွေ့ပြီးဆိုတာနဲ့သူ့ရဲ့စွမ်းရည်အကုန်သုံးပြီးအများဆုံးရအောင်လုပ်တတ်တဲ့သူမျိုးပါနောက်ထပ်ဥမာနှစ်ခုကြည့်အောင်
research racial လို့ဆိုတယ်သူတည်တည်ပူစံသူကတိတ်ဆိတ်ငြိမ်သက်ပြီးအာယုံစူးစိုက်မှုအပြည့်နဲ့အလုပ်လုပ်ရတာကိုသဘောကျတယ်သူအတက်အကောင်းဆုံးပတ်ဝန်းကျင်ကတယောက်တည်း AACC လေးလာစူးစမ်းလို့ရတဲ့နေရာမျိုးပေါ့အဲ့လိုမှသူကျင့်တတ်မှုကိုခံစားရတာနောက်တစ်ယောက်က social Sarah ပေါင်းတဲ့ဆက်ဆံရေးကောင်းသူကတော့လူတွေနဲ့အတူတူရှိနေမှာတရင်အချက်လက်တွေအပြန်အလှန်ဖက်လက်နေရမှာစွန့်ရည်တက်ကြွနေတဲ့သူမျိုးဒါကိုကြည့်ရင်ကိုယ်စိတ်နေစိတ်ထားနဲ့ကိုယ်အလုပ်လုပ်တဲ့ပတ်ဝန်းကျင်ကဘလောက်ထိကိုက်ညီနေဟိုအရေးကြီးလဲဆိုတာတွေ့နိုင်ပါတယ် ဒါကြောင့်မို့လို့အဓိကအမှတ်ထားရမယ်ထင်ကန်းစာကရှင်းရှင်းလေးပါပဲအောင်မြင်မှုဆိုတာကိုယ်စိတ်ခံစားမှုတွေကိုဖြစ်ချင်တယ်လို့အတင်းအကျပ်ပွန်သွင်းတာဖိနေတာမဟုတ်ဘူးအဓိကကကိုယ့်ရဲ့မွေရပါစိတ်နဲ့စိတ်ထားနဲ့တသားတိကျမဲ့ကိုက်ညီမဲ့ပတ်ဝန်းကျင်နဲ့စတိုင်းကိုရှာတွေ့ဖို့ပါပဲကိုပြောင်းလဲဖို့စူးစမ်းတာထက်ကိုနဲ့ကိုက်ညီတာကိုရှာတာကမှအကောင်းဆုံးစွမ်းဆောင်ရည်ကိုရဖို့တောချက်စစ်မှန်ရှိပါတယ် အစွန်းတက်အနေနဲ့ဒီဆွေးနွေးမှုတစ်ခုလုံးရဲ့အနှစ်ချုပ်ကိုစကားတစ်ခုနဲ့ပြောပါဆိုရင်ဒါပါပဲကျွန်တော်တို့ရဲ့ trading stand တွေဆိုတာငွေကြေးစီမံခန့်ခွဲမှုတွေမဟုတ်ဘူးကိုယ့်ရဲ့စိတ်ခံစားမှုကိုစီမံခန့်ခွဲမှုလည်းဖြစ်တယ်တဲ့ဒါကတကယ်ကိုအလေးနဲ့ထားပြီးပြန်စဉ်းစားကြည့်တဲ့အချက်တစ်ခုပါ ကဲဒီဆွေးနွေးမှုကိုမပိုက်ခင်မှာကိုပြန်မေးကြည့်ဖို့မိခွန်းတစ်ခုထားခဲ့ခြင်းတယ်ဘလို့ trading style မျိုးကကိုယ့်ရဲ့စိတ်နေစိတ်ထားကိုယ့်ရဲ့ emotional makeup နဲ့တကယ်ပဲတသားတည်းကြော့နေမလဲအဲ့ဒီအဖြေကိုရှာဖွေနိုင်ကြပါစေလို့ပြောရင်းနဲ့ပဲဒီနေ့အတွက်ဒီမှာပဲရန်နာလိုက်ပါမယ်